အဲ့တော့အရင်ဦးဆုံး V-Ray နဲ့ Sans လေးတစ်ခုချိန်မယ်ပြီးပြီဆိုလို့ရှိရင် window ထဲကဒီကို default tray show tray လေးပြုလုပ်မယ်ပြီးပြီဆိုလို့ရှိရင် Sans လေးတွေ3ခုလောက်ဖန်တီးလိုက်မယ်ပြီးဆိုလို့ရှိရင် Sans 1လေးကိုဒီ view လေးချိန်မယ်ပြီးဆိုလို့ရှိရင် update ပြုလုပ်ထားမယ် Sans 2လေးကိုကြတော့ဒီဘက် view လေးချိန်မယ်ပြီးဆိုလို့ရှိရင် update Sans လေးပြုလုပ်ထားမယ် Sans 3လေးကိုကြတော့ဒီဘက် view လေးချိန်မယ်ပြီးဆိုလို့ရှိရင် update ပြုလုပ်ထားမယ်အဲ့တော့ Sans 1လေးကိုပြန်ချိန်မယ်အဲ့တော့ Sans 1လေးကိုတစ်ချက်နှိပ်လိုက်ပါမယ် Sans 1လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီ Sans 1လေးကိုSans 1ကော Sans 2 Sans 2ကော Sans 3ကိုတစ်ခါတည်းနဲ့တစ်ပြိုင်တည်း render ချခြင်းနဲ့ဆိုလို့ရှိရင်ဒီ batch render ကိုသုံးပေးလို့ရပါတယ်အဲ့တော့ batch render ကိုတစ်ချက်သုံးလိုက်မယ်ပြီးပြီဆိုလို့ရှိရင်အရင်ဦးဆုံးသူ့ကိုတဲ့ဘယ်နားမှာတိမ့်မလဲဆိုတာကိုရွေးပေးရပါမယ်အဲ့အတွက်ကြောင့် okay ဆိုပြီးတော့သူ့ရဲ့တိမ့်ပေးမဲ့နေရာလေးကိုအရင်ဆုံးရွေးလိုက်ပါမယ်အဲ့တော့ဒီနေရာလေးမှာ right click new folder လေးနဲ့တစ်ချက်တိမ့်ပေးမယ်အဲ့တော့ new folder နေရာလေးမှာ file name ကိုတော့ untitled ပဲပေးပြီးတော့ပဲဒီကို open ဆိုပြီးတော့ save ဆိုပြီးတော့နှိပ်ပြီးတော့တိမ့်လိုက်ပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့စောကတင်လိုက်တဲ့ file လေးတွေက new folder 2ထဲမှာရှိပါလိမ့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် new folder 2ထဲမှာ untitled sans 1ဆိုပြီးတော့ဒီပုံလေးတွေပေါ်နေမယ် untitled sans 2ဒီမှာဆိုလို့ရှိရင် sans 3ဆိုပြီးတော့ဒီလိုပုံလေးတွေပေါ်နေတာကိုတွေ့ရပါလိမ့်မယ်ဒါ1 2 3တစ်ပြိုင်နက်တည်းနဲ့တစ်ချိန်နဲ့ render ချသွားတဲ့နည်းကိုပြောသွားတာဖြစ်ပါတယ်